Hello guys ဒီနေ့မှာတော့ဘိုင်နိုတွင် Harvard မှာသင်ရတဲ့ဘာသာရပ်တွေအကြောင်းလေ့လာကြည့်ကြရအောင်အရင်ဆုံး Harvard ကိုဘယ်ရွယ်မှာဆက်တက်လို့ရလဲဆိုတာနဲ့ပတ်သက်ပြီးပြောပြပါမယ်ပုံမှန်အားဖြင့်အသက်10နှစ်17နှစ်ဝန်းကျင်ကနေစတင်တက်ရောက်ရပါတယ်မွေးနေ့မရောက်ခင်ဒါမှမဟုတ်မွေးနေ့ပြီးတစ်လ2လအတွင်းမှာ Harvard ရဲ့ School Invitation Letter ကိုစာပို့စီခွင့်နဲ့ပြီးပို့ပါတယ် Harvard မှာစုစုပေါင်း9နှစ်တက်ရောက်ရပါတယ်ကျောင်းစာတက်တဲ့ပထမနှစ်မှာ Gryffindor, Hufflepuff, Ravenclaw နဲ့ Slytherin ဆိုတဲ့အသင်းတွေခွဲပေးပြီးတော့မော်ပညာကိုအခြေခံကနေအဆင့်မြင့်ထိသင်ကြားရပြီး Year 5 မှာ OWL exam ဖြေဆိုကြရပါတယ်။နောက်ဆုံးနှစ်ဖြစ်တဲ့ Year 7 မှာတော့ NEWT exam ကိုဖြေဆိုကြရပါတယ်။ Harvard မှာအဓိကသင်ကြားတဲ့အခြေခံအကျဆုံးဘာသာရပ်တွေကတော့နံပါတ်1 Cham ဆိုတာကပစ္စည်းတစ်ခုရဲ့ function ကိုပြောင်းလဲပေးတဲ့ magic ပါ Cham class မှာ one movement နဲ့ spell use ဆိုပုံတွေကိုသင်ကြားရမှာပါနံပါတ်2 Potion စိတ်ရည်ချက်ပြီး magic effect ဖန်တီးတဲ့ဘာသာရပ်ပါဖောင်ပစ္စည်းတွေကိုအချိန်အချိုးအစားနီးလန်းမှန်မှန်နဲ့ချက်ပြုတ်ပြီး magical liquid တွေပြုလုပ်တာပါနံပါတ်3 Transfiguration ခတ်တဲ့ဘာသာရပ်တွေကတစ်ခုပါပစ္စည်းတစ်ခုကိုအခြားပစ္စည်းပုံစံဒါမှမဟုတ်သက်ရှိကိုအခြားသက်ရှိပုံစံပြောင်းလဲရတဲ့ဘာသာရပ်ပါနံပါတ်4 Herbology မှော်အပင်တွေကိုစိုက်ပျိုးနည်းပြုစုဆောက်ရှောက်နည်းအသုံးပြုနည်းတွေကိုသင်ပေးတဲ့ဘာသာရပ်ပါအပင်တစ်ခုချင်းစီရဲ့အကျိုးသက်ရောက်မှုနဲ့အန္တရာယ်တွေကိုပါသင်ကြားရပါတယ်နံပါတ်5 Defense against the Dark Art အနေရှိတဲ့ Dark Magic တွေ Dark Creature တွေကနေကိုကာကွယ်ဖို့သင်ပေးတဲ့ဘာသာရပ်ပါဘလို့ကာကွယ်မလဲဘလို့တိုက်ဖြတ်မလဲဆိုတာတွေကိုသင်ကြားပေးပြီး Aura Dark Magic Hunter ဖြစ်ချင်တဲ့သူတွေအတွက်အဓိကလေ့လာရမယ့်ဘာသာရပ်တစ်ခုပါနံပါတ်6 Astronomy ချယ်ရီချိုတွေကိုလေ့လာပြီးမော်ပညာနဲ့ဆက်နွယ်မှုတွေကိုနားလည်စေတဲ့ဘာသာရပ်ပါနံပါတ်9 History of Magic မော်ပညာသမိုင်းကိုလေ့လာတဲ့ဘာသာရပ်ပါ Wizarding World တွေကအတိတ်ဖြစ်ရပ်တွေနာမည်ကြီး Witches and Wizards အကြောင်းတွေမော်ဥပဒေနဲ့တိုက်ပွဲတွေအကြောင်းသင်ကြားရပါတယ်နံပါတ်10 Flying ရီးရဝက်မှာပဲသင်ကြားရပြီး Boomstick ကိုအသုံးပြုလို့လေထဲမှာပြန်နည်းနဲ့ control လုပ်နည်းတွေကိုသင်ကြားရပါတယ်Year 3ရောက်ရင်တော့အခြေခံဘာသာရပ်တွေအပြင်ကိုယ်ဆက်ဝင်စားတဲ့ဘာသာရပ်တွေကိုရွေးချယ်သင်ယူရပါတယ်။ Divination အနာဂတ်ကိုခံမှန်းတဲ့ဘာသာရပ်တစ်ခုဖြစ်ပြီးစောင်းသားတိုင်းတက်မြောက်ဖို့မဖြစ်နိုင်တဲ့ဘာသာရပ်တစ်ခုဆိုပေမဲ့ယနေ့ခေတ်အထိတော့ Crystal Ball ကိုကြည့်ပြီးအနာဂတ်ဟောပြောတာကတော့ခေတ်စားနေတော့မှာပဲ။ Carol Magical Creature မော်တတော်ဝါတွေကိုဘယ်လိုဂိုင်းတွေဆောက်ရှောက်အောင်မလဲဆိုတာသင်ကြားပေးတဲ့ဘာသာရပ်ပါ။ Arithmancy ကဏ္ဍတွေကိုအသုံးပြုပြီးမော်နဲ့အနာဂတ်အကျင့်စရိုက်တွေကိုခံမှန်းလေ့လာတဲ့ဘာသာရပ်ပါ။ Market Study မော်ပညာမရှိတဲ့သူတွေရဲ့ဘဝယဉ်ကျေးမှုနဲ့နည်းပညာတွေကိုလေ့လာတဲ့ဘာသာရပ်ပါမချက်မသုံးမဲ့ဘလို့နည်းပညာတွေနဲ့အလုပ်လုပ်တဲ့ Wizarding World နဲ့ဘာတွေကွာခြားလဲဆိုတာကိုလေ့လာရပါတယ် Ancient Rune ရှေးဟောင်းစာအခရာတွေကိုလေ့လာတဲ့ဘာသာရပ်ပါYear 5 မှာဖြေဆိုရတဲ့ OWL exam ဆိုတာဘာလဲ OWL ဆိုတာ Ordinary Wizarding Level Year 5 အဆုံးမှာကျောင်းသားတိုင်းဖြေဆိုရတဲ့စံတက်မှုစာပေပွဲပါရရှိတဲ့ရမှတ်တွေပေါ်မူတည်ပြီးလာမယ့်နှစ်အတွက်ဘာသာရပ်ရေးချက်နိုင်ပါတယ် Year 6 မှာတော့အများကြီးပိုခက်လာပြီး Advanced and Exam Focus Lesson တွေကိုအဓိကထားသင်ကြားကြရပါတယ် Harvard School ရဲ့နောက်ဆုံးနှစ်ဖြစ်တဲ့ Year 7 မှာတော့ NEWT Nationally SHD Wizarding Test Exam အတွက်ပြင်ဆင်ကြရပါတယ်ရမှတ်တွေပေါ်မူတည်ပြီးအသက်မွေးဝမ်းကြောင်းအလုပ်တွေရွေးချယ်ရမှာအထောက်အကူဖြစ်စေပါတယ်။ Harry Potter တို့အဖွဲ့ကတော့ဗိုလ်တော်မိုးနဲ့နောက်ဆုံးတိုက်ပွဲကြောင့် Year 7 ကိုပြီးဆုံးအောင်မတက်ခဲ့ကြရပါဘူး။ဒါပေမဲ့ Wizarding World မှာတော့အရေးပါတဲ့သူတွေဖြစ်လာကြပါတယ်။ Harry Potter နဲ့ Ron က Aura တွေဖြစ်လာတယ်။ Harmony ကတော့မော်ဝင်ကြီးဌာနမှာဝင်ရောက်လုပ်ကိုင်ခဲ့ပြီး Magical Law Creature Right ပြုပြင်ရေးတွေမှာပါဝင်ခဲ့ပါတယ်။ဒါနဲ့စကားမဆက် Herbology ရဲ့ပထမဆုံးသင်ခန်းစာမှာတွင် Mandarin Plan ကြောင့်မေ့လည်သွားတဲ့ Neville Longbottom ကတော့နောက်ပိုင်းမှာအရန်တော်တဲ့ Herbology Professor ဖြစ်လာခဲ့ပါတယ်။ဒီနေ့တော့ဒီလောက်ပါပဲနောက်လာမယ့်အပိုင်းတွေမှာလည်း Wizarding World နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုအားပေးကြည့်ရှုပေးကြပါအောင်ရှင်။